အဲ့ပြီးရှင်ဂဲတွေအုပ်တွေနဲ့ပြစ်ကြတယ်နောက်ထပ်တစ်ခုသူတို့ကကားတွေပါမီးရှို့ကြတယ်ပြီးရင်ဒီမာလွန်တို့ရဲ့အိမ်ကိုသွားပြီးတော့ဖြတ်စီးပြစ်မယ်အဲ့လိုမျိုးအမျိုးမျိုးချိန်ချောက်မှုတွေလုပ်တယ်အရန်ကိုတောင်းချမ်းကြပါတော့အင်တလီကိုနင်တို့ဘယ်သွားပြစ်လိုက်တာလဲဒီလိုမျိုးကောင်မငယ်လေးတယောက်ကိုနင်တို့ဒီလိုမျိုးလုပ်ပြစ်လိုက်တာHello အားလုံးပဲမင်္ဂလာပါဒီနေ့မှလည်းရည်ရကဘာတုံးရဖြစ်ရမှန်အကြောင်းအရာများပြောပြပေးတဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ရည်လာပြပြပေးမယ့်အမှုလေးရဆိုလို့ရှိရင်ဒိုအမေရိကန်နိုင်ငံမှာဖြစ်ပျက်ခဲ့ပြီးတော့မှဒီအမှုကြီးဆက်စားဖြစ်သွားဆိုရင်တနိုင်ငံလုံးဒေါ်လာထွက်မှုတွေစိတ်မကောင်းစရာတွေမကျေနပ်စရာတွေဖြစ်ပျက်စေခဲ့တယ်နောက်ပြီးတော့ဒီအမှုတွေမှာခံလာရတဲ့သူကဆိုလို့ရှိရင်အရန်တနာဖို့ကောင်းတယ်လို့ပြောရမှာပေါ့နော်နောက်ထပ်တစ်ခုကဆိုရင်ဒီလိုမျိုးပုံစံဒီလိုမျိုးအမှုတွေဆိုလို့ရှိရင်ချစ်သူရည်စားတွေကြားမှာဖြစ်လေဖြစ်တာရှိတာဖြစ်လို့အခုလက်ရှိမှာကိုကချစ်သူရည်စားရှိနေတယ်ဆိုလို့ရှိရင်လုံးဝဒီဗီဒီယိုမကြော်ဘဲနဲ့ကြည့်သွားပါလို့ရည်ရတော့အကြံပေးခြင်းတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်အမှားတစ်ခုကနောက်ပိုင်းမှာနောက်ဆက်တွဲအရန်ဆိုးရတဲ့အရာတွေဖြစ်လာနိုင်တယ်ဒါတွေကိုရည်ရသိစေချင်တာဖြစ်လို့ဒီအကြောင်းအရာလေးရွေးချယ်ပြီးတော့အားလုံးလာရောက်ပြပြပေးတာဖြစ်ပါတယ်လို့နောက်ထပ်တစ်ခုကဆိုလို့ရှိရင်ဒီနေ့ပြပြတဲ့ဗီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာအချက်လက်အားလုံးကဆိုရင်ဖြစ်ရမှန်အကြောင်းအရာပေါ်အရှိခံထားပြီးတော့သတင်းအနေနဲ့တင်ဆက်ပေးရဲဆိုတာကိုအားလုံးကိုအရင်ဆုံးပြောချင်ပါတယ်အဲဒီတော့ဒီအကြောင်းအရာထဲမှာဘာတွေပါဝင်လဲဘယ်လိုမျိုးအကြောင်းအရာတွေလဲဆိုတာသိချင်ရင်ရည်နဲ့တူဒီဗီဒီယိုလေးအဆုံးထိကြည့်ထားပါလို့ဖိတ်ခေါ်ချင်ပါတယ်အဲဒီတော့ဒီအကြောင်းအရာကိုပြောမယ်ဆိုရင်အရင်ဆုံး Inali Pecos ဆိုတဲ့အမျိုးသမီးလေးနဲ့မိတ်ဆက်ပြီးမှတော့သူဟာဆိုလို့ရှိရင်ဆင်းရဲတဲ့မိသားစုမှာမွေးဖွားလာတာဖြစ်ပြီးသူ့မှာမွေးရှင်းကြီးအမ၄ယောက်ရှိတယ်အဲ့ဒီ၄ယောက်ထဲမှာသူကအငယ်ဆုံးသမီးလေးပေါ့နော်ပြီးရင်သူမိဘတွေကဆိုလို့ရှိရင်လည်းလက်လုံးလက်စာတနည်းလုံးတနည်းစာမိသားစုမိဘတွေဖြစ်တယ်အဲ့လိုဖြစ်တဲ့အတွက်သူတို့မိသားစုကဆင်းရဲတဲ့မိသားစုလို့ပဲပြောရမှာပေါ့နော်အင်နီလီယာဆိုလို့ချင်းသူကသူ့ရဲ့ပတ်ဝန်းကျင်မှာဆိုရင်အားလုံးကသူ့ကိုရှစ်ကြတယ်ခင်ကြတယ်သူကစိတ်ထားလဲကောင်းတယ်ခင်ခင်မင်မင်နဲ့တငယ်ချင်းပေါင်းတင်ကြမှာလေပြီးရင်နောက်ထပ်တစ်ခုသူ့မှာအိမ်မက်ရှိတယ်အဲ့ဒါကဘာလဲဆိုရင်သူကကြီးလာလို့ရှိရင်ရှေ့နေအစိုးရရှေ့နေပေါ့နော်ဖြစ်ရှင်တယ်ဘာဖြစ်လို့လဲဆိုတော့သူကအခုလိုမျိုးသူ့လိုမျိုးဆင်းရဲတဲ့သူတွေငွေကြေးမတက်နိုင်ရှေ့နေမငားနိုင်တဲ့သူတွေကိုထောက်ပံ့ပြီးတော့သူကနောက်ကနေပြီးကူညီပေးရှင်တယ်အဲ့လိုမျိုးသူ့ရဲ့စိတ်ကူအိမ်မက်လေးပေါ့နော်အဲ့ဒီအရာကိုကြည့်မယ်ဆိုရင်အမလီကတော်တော်ရှစ်စရာကောင်းပြီးတော့မှစိတ်ထားကောင်းတဲ့ကောင်မလေးလို့ပြောရမှာပေါ့နော်အဲ့ဒီလိုနဲ့ပဲသူအသက်12နှစ်မှာကောင်လေးတယောက်နဲ့တွေ့ခဲ့တယ်တွေ့ပြီးတော့အဲ့ဒီကောင်လေးနဲ့သူကတွဲဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒီကောင်လေးရဲ့နာမည်ကဆိုလို့ရှိရင်မာလိုမတင်နဲ့သူကဆိုလို့ရှိရင်အသက်15နှစ်အဲ့တော့အမလီကအသက်12နှစ်နဲ့သူက15နှစ်သူတို့နှစ်ယောက်ကတွဲဖြစ်ခဲ့ကြတယ်အဲ့ပြီးတော့နောက်ထပ်တစ်ခုอ่ะဆိုရင်သူတို့နှစ်ယောက်ကအခုအသက်အရွယ်မှာတိခဲ့တာမဟုတ်ဘူးငငယ်လေးနေရာမှာကစားကောပေါ်စကားပတ်ပေါ့နော်သူတို့အိမ်ရဆိုရင်အိမ်ကြီးချင်းငငယ်လေးတော့ကဒါပေမဲ့လို့မလွန်ကကျတော့နောက်ပိုင်းအမေရိကကိုကြောင်းတက်မယ်ဆိုပြီးတော့သူ့မိသားစုနဲ့လိုက်သွားလို့ကွဲသွားတာအခုမှသူတို့ကပြန်တွေ့ပြီးတော့တွဲဖြစ်ခဲ့ကြတာပေါ့နော်အဲ့ဒီမှာနောက်ထပ်တစ်ခုอ่ะဆိုရင်သူတို့မိသားစုနှစ်ခုကြားမှာညနေမှကိုကွာရှားမှုတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုရင်အမလီရဲ့မိသားစုကတော့အစွမ်းနာပြောသူလိုမျိုးပဲဆင်းရဲတဲ့မိသားစုတွေမှာပါတယ်ဒါပေမဲ့လို့မလွန်ရဲ့မိသားစုကကျတော့အမီလိုမျိုးဆင်းရဲတဲ့မိသားစုမဟုတ်ဘူးအရန်ကိုမှရှမ်းတာတဲ့မိသားစုဖြစ်တယ်လို့မျိုးဩဇာအာဏာပိုင်းမှာဆိုလို့ရှိရင်သူ့အမေကအရန်နဲ့မှအာဏာရှိပြီးတော့ဩဇာအလွှမ်းမှုရရှိရဲ့မျိုးသမီးတစ်ယောက်ဖြစ်တယ်ပေါ့နော်နောက်ထပ်တစ်ခုမလွန်ကဆိုလို့ရှိရင်သူကအမေရိကမှာလည်းနိုင်ငံသားကတ်ရထားတယ်လို့မျိုးဒီဒိုအမေရိကန်မှာလည်းနိုင်ငံသားကတ်ရထားတယ်အဲ့ဒီနိုင်ငံတစ်ခုကအမြဲတမ်းအသွားပြန်လုံနေတဲ့မိဘမိသားစုကလည်းရှမ်းတာဖြစ်တဲ့အတွက်သူ့ဘဝမှာအားလုံးပြည့်စုံနေလို့ရှင်တာပါမစိုးအားလုံးရတယ်ဖြစ်ရှင်တာအားလုံးရနေတဲ့ကောင်လေးတစ်ယောက်ဖြစ်တယ်အဲ့တော့ဒီလိုမျိုးပြည့်စုံနေတဲ့ကောင်လေးနဲ့ဒီရဲ့အမီလိုမျိုးဆင်းရဲတဲ့ကောင်မလေးကတွဲဖြစ်ခဲ့ကြတာသူတို့နှစ်ယောက်ကကျတော့သူတို့ရဲ့အသက်အရွယ်ရရောသူတို့ရဲ့စိတ်ထဲမှာငါရှစ်တယ်ဆိုရှစ်လိုက်မယ်အဲ့လိုမျိုးပုံစံပဲရှိမှာပေါ့နော်ဘာဖြစ်လို့ဆိုသူတို့အသက်တရားအရင်လည်းမကြည့်သေးငယ်ရသေးတာဖြစ်တဲ့အတွက်သူတို့နှစ်ယောက်ကအစစ်စစ်နဲ့တွဲတယ်လို့ပြောရမှာပေါ့နော်အဲ့ဒီလိုမျိုးနဲ့ပဲသူတို့ကတွဲခဲ့ကြတယ်တွဲသွားတွဲလာ2019လောက်ရောက်တဲ့အချိန်မှာဆိုရှင်မလွန်ရဲ့အသက်ကလည်း19နှစ်ရှိပြီပြီးလို့ရှိရင်အီနလီရဲ့အသက်ကဆိုအဲ့ဒီအချိန်မှာ15နှစ်ပြေလို့16နှစ်တည်းဝင်နေပြီပေါ့နော်အဲ့ဒီအချိန်ရောက်တဲ့အချိန်မှာဆိုနှစ်ယောက်လုံးကသူတို့ရဲ့ရှစ်သူအကြောင်းသူတို့နှစ်ယောက်ရဲ့အကြောင်းကိုမိသားစုမိဘတွေကိုပြောပြချင်တာအဲ့လိုဖြစ်တဲ့အတွက်မလွန်ကဆိုလို့ရှင်လည်းသူ့ရဲ့မိသားစုသူ့ရဲ့မိဘတွေကိုပြောပြတယ်ဒီအီနလီယာဆိုလို့ရှင်လည်းသူ့ရဲ့မိဘတွေကိုပြောပြတာပေါ့နော်သူ့ရဲ့အမတွေကိုပြောပြတယ်အဲ့လိုပြောပြတဲ့အချိန်မှာဆိုရင်မလွန်ရဲ့မိသားစုဘက်ကကျတော့သူ့ရဲ့အမေကဘာမှမပြောဘူးဒီတိုင်းပဲပေါ့နော်ပုံမှန်ပဲအော်တွဲနေလိုက်โอเคဘာမှလည်းကန့်ကွက်တာတွေလို့သဘောတူတာတွေရဲလို့လည်းမပြအောင်ပုံမှန်ပဲပေါ့နော်ဒါပေမဲ့လို့ဒီအင်နလီရဲ့သူ့ရဲ့မိသားစုသူ့ရဲ့အမတွေသူ့ရဲ့အဖေမိတွေကဆိုလို့ရှိရင်ဒီအကြောင်းအရာကိုစိတ်ပူကြတာသမီးပေါ့နော်သမီးအခုတွဲနေတဲ့ကောင်လေးကဆိုလို့ရှိရင်သမီးတို့အဖေတို့လိုမျိုးအတိုင်းဝိုင်းနေရမဟုတ်ဘူးသူ့ရဲ့အတိုင်းဝိုင်းဆိုအရန်မြင့်နေပြီးရသူ့အမေကဆိုလို့ရှိရင်ဩဇာရှိတဲ့သူတယောက်ဖြစ်တယ်ပေါ့နော်အရန်ညီမကရှမ်းတာတွေမိသားစုဩဇာရှိတဲ့မိသားစုဖြစ်တယ်အဲ့လိုဖြစ်တဲ့အတွက်
တမီးတာဒီမိသားစုကသားနဲ့တွဲမဲ့ဆိုရင်စင်စစ်စိတ်စင်စစ်ပြင်ထားနောက်ပိုင်းမှာညီမလေးတော့ဝန်နေစရာရှိလာနိုင်တယ်အဲ့လိုမျိုးအမျိုးမျိုးသူတို့တွေကသူရဲ့ညီမလေးကိုတတိပေးခဲ့ကြတယ်အဲ့ဒီလိုနဲ့ပဲအသက်ဒီအီမီလီကအကွာအသက်15နှစ်ပြည့်လို့16နှစ်ဝင်နေမလားအဲ့မှာ16နှစ်ပြည့်တဲ့အချိန်မှာဆိုရင်သူကတခုတတိထားမိတာအဲ့ဒါကဘာလဲဆိုရှင်ပေါ့နော်သူရဲ့စိတ်ထဲမှာငါကိုဝင်များရှိနေလားပုံစံအနေထားတွေသူ့ကိုသူတတိထားမိတာဖြစ်တဲ့အတွက်သူစစ်ကြည့်လိုက်တဲ့အချိန်မှာဆိုရင်ဟုတ်တယ်သူကကိုဝင်ရှိနေပြီကိုဝင်ရှိနေတာအောင်မှသူ့ရဲ့ကိုဝင်ကဆိုရင်တလားနလားရှိခါစားပဲမဟုတ်ဘူးကိုဝင်9လတိတိကိုရှိနေပြီအဲ့လိုဖြစ်တဲ့အချိန်မှာသူ့ကိုသူလည်းထိတ်လန့်နေပြီးလို့ရှိလို့ချင်းဒီအကြောင်းအရာကိုသူ့ရဲ့စစ်သူကောင်လေးဖြစ်တဲ့မာလွန်လည်းပြောပြခဲ့တယ်ပြောပြပြီးတော့သူ့ရဲ့မိသားစုတွေလည်းတိပေါ့နော်မာလွန်ရဲ့မိဘမိသားစုအတိုင်းပဲနေတဲ့တိတဲ့အချိန်မှာဆိုရင်သူတို့မိသားစုနှစ်စုကဆွေးနွေးခဲ့ကြတယ်အင်ဂျလီရဲ့မိသားစုဝင်တွေကဆိုလို့ရှိရင်သူတို့တွေကလက်ထပ်ပွဲကိုဖြစ်မြောက်စေခြင်းနဲ့ကလေးနှစ်ယောက်ကိုလက်ထပ်ပေးစေခြင်းနဲ့သမီးရှင်ဖြစ်တဲ့အတိုင်းပဲပေါ့နော်ကိုယ့်ရဲ့သမီးကဘိုက်ကအခုက9လလောက်ရှိနေပြီတကယ်လို့လက်မထပ်ဖြစ်ခဲ့လို့ဆိုဒါကအဆက်ကွဲကျိုးနေပြီးရင်ပတ်ဝန်းကျင်မှာပြောစရာဖြစ်မယ်သူတို့ကလက်ထပ်ပွဲကိုမျှော်လင့်တယ်ဒါပေမဲ့လို့မာလွန်ရဲ့မိသားစုမာလွန်ဘက်ကမိဘတွေကဆိုရင်ဒါအောင်မဖြစ်စေချင်ဘူးသူတို့ကလက်မထပ်ပေးစေချင်ဘူးအဲ့လိုနဲ့နှစ်ဦးနှစ်ဖက်ဆွေးနွေးခဲ့ကြတယ်ဘယ်လိုမျိုးဆွေးနွေးလဲဆိုလို့ရှိရင်ပေါ့နော်သူတို့ကဒီအင်ဂျလီရဲ့ကိုယ်ဖြတ်ချလို့လည်းမရဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအရာအရင်ဆုံးပြပြမယ်ပေါ့နော်ဒီဒိုမီနီကန်နိုင်ငံမှာဆိုလို့ရှိရင်သူတို့ကကိုဝင်လုံးဝဖြတ်ချလို့မရဘူးဥပဒေကထုတ်ပြန်ထားခဲ့တယ်တကယ်လို့ဖြတ်ချမယ်ဆိုရင်ဖြတ်ချတဲ့သူကထောင်ဒဏ်9နှစ်နဲ့အထက်ကြာခံရနိုင်တယ်ပြီးရင်ဖြတ်ချဖို့ကူညီပေးတဲ့သူဆရာဝန်ပဲဖြစ်ဖြစ်ဒီတခြားအပြင်ဘက်ကသူပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်သူတို့ကထောင်ဒဏ်9နှစ်ကနေပြီးတော့အနှစ်20ကြာခံရနိုင်တယ်အဲ့လိုမျိုးဥပဒေရှိတယ်သူတို့ရဲ့ဥပဒေမှာအရင်ကဒါကပြင်းပြင်းထန်ထန်လူတက်မှုလို့သူတို့ကတတ်မှတ်ထားတယ်ကလေးကဘိုက်ထဲမှာရှိနေပြီဖြစ်တဲ့အဲ့ဒါလူအသက်တစ်ချောင်းပဲတကယ်လို့တက်လို့ရှင်ဒါကလုံးဝပြင်းထန်တဲ့လူတက်မှုလို့ဥပဒေပါသူတို့ကထုတ်ပြန်ထားတာအဲ့လိုဖြစ်တဲ့အတွက်သူတို့တွေကဒီအင်ဂျလီရဲ့ကိုဝင်ကိုလုံးဝဖြတ်ချလို့မရဘူးဖြတ်ချခွင့်မရှိဘူးအဲ့လိုမျိုးဖြစ်တဲ့အတွက်ဒီမာလွန်ဘက်ကမိသားစုဝင်တွေကလည်းအင်ဂျလီရဲ့ကိုဝင်ကိုတာဝန်ယူပေးမယ်ဆိုတာလက်ထပ်ပေးမယ်သူသားနဲ့မဟုတ်ဘူးသူတို့ကငွေရေးကြေးရေးထောက်ပံ့ပေးမယ်အစအရာဒီကိုဝင်နဲ့ပတ်သက်ပြီးတော့လိုအပ်ချက်အားလုံးကိုသူတို့ကငွေကြေးထောက်ပံ့ပေးမယ်ကြီးစုစောင့်ရှောက်ပေးမယ်အဲ့လိုပုံစံမျိုးနောက်ဆုံးမှာတဘောတူခဲ့ရတာဒီအင်ဂျလီရဲ့မိဘတွေကလည်းဘာမှသွားပြီးတော့ပြောလို့လည်းမရတော့ဘူးသူတမီးကဒီကိုဝင်ရှိနေပြီလက်မထပ်ဘူးဆိုတော့လေသူတို့မှဘာမှလည်းအရင်တောင်းဆိုနိုင်တဲ့အရာတွေလည်းမရှိဘူးနှစ်ဦးနှစ်ဖက်မိသားစုကလည်းကွာခြားမှုအရင်ရှိတော့ဒီเนาะတောင်းဆိုခဲ့လို့ရှင်လေသူတို့ဘက်ကအရှုံးပဲဖြစ်မှာအဲ့လိုဖြစ်တဲ့အတွက်နောက်ဆုံးဒီငွေကြေးထောက်ပံ့မှုကိုတဘောတူခဲ့တဲ့အဲ့ဒီလိုမျိုးတဘောတူတဲ့အထက်မှာနောက်ထပ်အချက်တစ်ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုရင်ဒီအင်ဂျလီကိုဝင်ရှိတဲ့အရာတွေကအလုံးဝလိုအပ်ချက်ဖြစ်ရမယ်သူသားနဲ့သူ့ရဲ့မိသားစုနဲ့လာပတ်သက်ခွင့်မရှိဘူးအဲ့လိုမျိုးပုံစံမျိုးသူတို့တွေကလိုအပ်ချက်ပုံစံအနေနဲ့ထားခဲ့ကြတယ်အဲ့လိုမျိုးနဲ့ပဲပေါ့နော်သူတို့တွေကနေလာလိုက်တဲ့အင်ဂျလီရဲ့မိဘတွေကဆိုလို့ရှိရင်လည်းသူတို့ကကလေးအတွက်ကောသူ့သမီးလေးအတွက်ကောသူတို့တွေကပစ္စည်းတွေတောင်းဝယ်တယ်လိုအပ်တဲ့ဟာတွေကလေးကအခု9လကျော်6လရှိပြီเนาะအဲ့လိုမျိုးဖြစ်တဲ့အတွက်ကိုဝင်ရရစ်နေပြီဒါဖြစ်တဲ့အတွက်သူ့သမီးလေးမွေးလို့ရှိရင်ပဲဖြစ်ဖြစ်အခုလက်ရှိမှာလိုအပ်တဲ့အရာတွေဖြစ်သူတို့ကဝေကြတယ်အဲ့လိုဝယ်တဲ့အချိန်မှာဆိုရင်မာလွန်ရဲ့မိသားစုမာလွန်ဘက်ကသူတွေကဆိုရှင်လည်းသူတို့ကငွေကြေးပေးရတယ်ပေါ့နော်အဲ့ဒီလိုမျိုးနေလာလိုက်တာ2019ခုနှစ်ဩဂုတ်လ21ရက်နေ့အဲ့ဒီနေ့မှာဆိုရင်မာလွန်ကအင်ဂျလီကိုခေါ်ပြီးတော့စေကန်းသွားပြစေုံသွားပြရတာပေါ့နော်ကလေးရဲ့ဘိုက်သွားအပ်တယ်ကလေးရဲ့အရှင်နေမိခင်ရဲ့အရှင်နေဘယ်လိုမျိုးလဲဆိုပြီးစစ်ဆေးမှုတွေသွားလုပ်ရတယ်အဲ့လိုမျိုးသွားလုပ်တဲ့အချိန်မှာဆိုရင်မာလွန်ကလည်းအင်ဂျလီကိုလာခေါ်တယ်စေကန်းစေုံမှာသွားပြတဲ့အချိန်မှာဆိုလို့ရှိရင်အားလုံးကအဆင်ပြေပုံမှန်ပဲကလေးရောမိခင်ရောကဘာမှပြဿနာမရှိဘူးအဆင်ပြေတယ်ပေါ့နော်အဲ့မှာကိုဝင်သွားအပြပြီးအပ်ပြီးတဲ့အချိန်မှာဆိုရင်သူတို့ကအိမ်ပြန်လာခဲ့တယ်အင်ဂျလီကိုလည်းမာလွန်ကသူ့ရဲ့မိဘအိမ်ကိုသွားပို့တယ်မာလွန်ကလည်းသူ့ရဲ့မိဘအိမ်ကိုပြန်သွားတယ်ပေါ့နော်အဲ့မှာကိုဝင်ပြပြီး2ရက်အကြာ21ရက်နေ့ကပြမလား23ရက်နေ့မှာလည်းဒီရဲ့မာလွန်ကအင်ဂျလီကိုထပ်ပြီးတော့လာခေါ်တယ်သူကဘယ်လိုမျိုးပြောလဲဆိုပေါ့နော်ငါတို့ကို21ရက်တုန်းကပြခဲ့တဲ့အရာတခုခုလိုအပ်နေတဲ့ဆရာဝန်ကစစ်ဆေးဖို့နောက်ထပ်ကြံသေးတယ်အဲ့လိုဖြစ်တဲ့အတွက်ဒီနေ့မှလည်းဆရာဝန်ကထပ်ရှိန်နေဆိုပြီးတော့အင်ဂျလီကိုလာခေါ်ခဲ့တယ်ခေါ်သွားရမလားခေါ်သွားပြီးတော့နည်းလေးကြာပြီဆိုတဲ့အချိန်မှာမိသားစုဝင်သူ့ရဲ့မေဖေတွေကလည်းပေါ့နော်အင်ဂျလီကဘာဖြစ်လို့အိမ်ပြန်မလာသေးရလဲဆိုပြီးတော့သူတို့ကဖုန်းဆက်တယ်အင်ဂျလီကလည်းဖုန်းမကိုင်ဘူးမက်ဆေ့ပို့တယ်ဒီအင်တာနက်မှာဆက်သွယ်လို့ရတဲ့အချက်လက်တွေအားလုံးကနေပြီးတော့ဆက်သွယ်တယ်ဒါပေမဲ့လို့လည်းလုံးဝအင်ဂျလီကိုဆက်သွယ်လို့မရအဲ့ဒီအချိန်မှာဆိုစိတ်ပူတာပေါ့သမီးကဒီအချိန်ဆိုရှင်စေးကောင်ကနေပြန်လာတက်ပြီဘာကြောင့်ပြန်မလာသေးရလဲတကယ်လို့ပြန်မလာဖြစ်ဘူးဆိုရင်တော့မှအနေနဲ့များမိသားစုကိုဆက်သွယ်တဲ့အရာကိုသူကဖြည့်တင်တယ်အဲ့လိုမျိုး
ထင်ပြီးတော့ပေါ့နော်မိသားစုဝင်များစိတ်ပူပြီးတော့သူတို့ကမာလွန်သွားမိတယ်မာလွန်ငါရဲ့တမီးကဘယ်မှာလဲပြန်မလာသေးဘူးလားအင်နလီကဘယ်ကိုသွားရလဲအဲ့လိုမျိုးမေးတဲ့အချိန်မှာမာလွန်ကအော်ဟုတ်တယ်တဲ့ဒီနေ့ तू ကအင်နလီကိုခေါ်ပြီးတော့ဆေးရုံသွားပြရမှာဒါပေမဲ့လို့သွားမပြဖြစ်ခဲ့ဘူး तू အဲ့လိုပြောခဲ့တာဘာဖြစ်လို့လဲဆိုတော့တဲ့အင်နလီကသူ့ကိုသွားပြမယ်လို့ပြောတဲ့အချိန်မှာသူကသူ့ဦးလေးနဲ့ကိစ္စတစ်ခုရှိလို့အလုပ်ကိစ္စချိန်ထားတာရှိတယ်အဲ့လိုဖြစ်လို့ဒီနေ့မှဆေးရုံသွားမပြတော့ဘူးလို့ညင်းပြီးတော့သူ့ကိုစီဆိုင်တစ်ခုမှသွားပို့ခဲ့ခိုင်းတယ်သူကအဲ့လိုမျိုးပြောတာအဲ့လိုပြောတဲ့အချိန်မှာမိသားစုဝင်ရတဲ့အလွန်ရဲ့ပြောတဲ့စကားကိုနားထောင်ပြီးတဲ့အချိန်မှာသူတို့ဦးလေးကိုဖုန်းဆက်ခဲ့ကြတယ်ပေါ့နော်ဟာဦးလေးပေါ့နော်ဒီနေ့အင်ဒလီနဲ့တွေ့ဖြစ်လားစုံဖြစ်လားဘာကိစ္စရှိလဲအဲ့လိုမျိုးမလွန်ရှိမှကြားခဲ့တဲ့အရာတွေကိုပြောပြတဲ့အချိန်မှာဆိုရင်အင်ဒလီရဲ့ဦးလေးကလည်းဟာဒီနေ့ငါနဲ့အင်ဒလီနဲ့မတွေ့ဖြစ်ပါဘူးဘာမှလည်းရှိန်ဆိုမှုမရှိဘူးလို့အဲ့လိုမျိုးပြောတဲ့အချိန်မှာမိဘတွေပဲဖြစ်ဖြစ်ဒီအင်ဒလီရဲ့အမတွေပဲဖြစ်ဒါရဲ့စိတ်ထဲမှာတခုခုကြီးပေါ့နော်ဟမ်မာလွန်ကငါတို့တခုခုများဖုံးကွယ်တာဟာလားမိသားစုဝင်ညာလဲစိတ်ပူတာဖြစ်တဲ့အတွက်ဒီအင်ဒလီကိုစောင့်နေ24နာရီတရက်ပြည့်အောင်စောင့်နေဒါပေမဲ့လို့ပြန်မလာဘူးအဲ့ဒါကြောင့်မလို့နောက်နေ့မှဆိုလို့ရှိရင်သူတို့ကရဲစခန်းမှာသွားပြီးတော့လူပြောက်တိုင်ခဲ့တယ်အဲ့လိုလူပြောက်တိုင်တဲ့အချိန်မှာဆိုရင်မာလွန်ရှီကပြောခဲ့တဲ့မာလွန်ပြောတဲ့အချက်လက်တွေအကြောင်းအရာတွေကိုလည်းရဲစခန်းမှာပြောပြတယ်အမှရဲတွေကလည်းမလွန်ပြောတဲ့စီဆိုင်ကိုသွားပြီးတော့ CCTV မှတ်တမ်းတွေကြည့်တယ်ကြည့်တဲ့အချိန်မှာဆိုသူက share ကြည့်တယ်အသေးစိတ်အဲ့လိုမျိုးကြည့်တာဒါပေမဲ့လို့လုံးဝဒီအင်နလီနဲ့ပတ်သက်တဲ့အချက်လက်အင်နလီရဲ့ပုံရိပ်သေးသေးလေးတောင်မှသူတို့ကမတွေ့ရအောင်အဲ့ပြီးတော့နောက်တစ်ခုသူတို့ကဒီဘေးပတ်ဝန်းကျင်မှာရှိတဲ့လူတွေကစစ်မေးတယ်ဒါပေမဲ့လည်းဘယ်သူမှအဲ့ဒီနေ့မှာအင်နလီဒီကိုလာပါတယ်ဆိုတဲ့ပုံစံမျိုးအရေးအယောင်တော့မတွေ့ရဘူးအဲ့လိုမျိုးသိရတဲ့အချိန်မှာဆိုရင်ရဲတွေပဲဖြစ်ဖြစ်သူရဲ့မိဘတွေကပဲဖြစ်အားလုံးထင်ကြပါတော့ဟမ်မာလွန်ကတခုခုတေချာပေါက်ဖုံးကွယ်ထားတယ်သူတို့တမီးကိုခေါ်သွားပြီးတော့ဘယ်ကိုသွားပို့လိုက်တာလဲတမီးကိုဘယ်ခေါ်သွားတယ်သူတို့ရဲ့စိတ်ထဲမှာအရင်စိတ်ပူနေကြတာပေါ့နော်အဲ့လိုမျိုးဒီအင်နလီဘက်ကမိဘတွေအင်နလီရဲ့အမတွေအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာဆိုရင်တစ်ဖက်မာလွန်ရဲ့မိဘတွေကဘယ်လိုမျိုးဖြစ်လဲဆိုတာပေါ့နော်အရန်ထူးဆန်းတယ်အဲ့ဒါပါလေဆိုရင်သူတို့ကချက်ရှင်မဲ့မီဒီယာတွေအများကြီးခေါ်လာတယ်သူတို့အိမ်ခေါ်ပြီးတော့သတင်းစာရှင်းလင်းပွဲလုပ်တယ်အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာသူတို့ကဘာလုပ်လဲဆိုလို့ရှင်ဘာတွေပြောလဲဆိုရင်သူတို့ကပြောတာကကျတော့ဗောနော်ဒီအင်နလီပျောက်ဆုံးတဲ့အမှုအင်နလီပျောက်ဆုံးသွားတာသူ့သားနဲ့လုံးဝမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးသူကသတင်းစာရှင်းလင်းပွဲလုပ်တယ်ပြောကြတယ်အဲ့မှာမလွန်ပြောတဲ့အရာကိုအရင်ပြပြပေါ့နော်မလွန်ကဘယ်လိုမျိုးပြောလဲဆိုရှင်သူကဗောနော်ဘာဖြစ်လို့အင်နလီကိုဖျောက်ပြရမှာလဲအင်နလီကိုဝင်ရှိတာကို तू အပြေးအဝတောင်းယူတယ်ဒီကလေးနဲ့ပတ်သက်တာပဲဖြစ်အင်နလီနဲ့ပတ်သက်တာပဲဖြစ် तू ကဘယ်အရာအောင်မှစိတ်ထဲမှာအစင်မပြေရှိမနေဘူးအဲ့လိုမျိုးဖြစ်တဲ့အတွက် तू ကဘာဖြစ်လို့အင်နလီကိုအဲ့လိုမျိုးဖျောက်ပြရမှာလဲအဲ့လိုမျိုးပုံစံမျိုး तू ကပြောတယ်ပြီးလို့ချင်းခေါင်းဒီလိုငုံပြီးတော့ပေါ့နော်အဲ့လိုစိတ်မကောင်းဖြစ်တဲ့ပုံစံတွေရောပြတယ်မလွန်ခေါင်းအဲ့လိုငုံဆိုင်တဲ့အချိန်မှာဆိုရင်သူ့ရဲ့အမေကဆက်ပြီးတော့စကားပြောတယ်သူဘယ်လိုမျိုးပြောလဲဆိုရင်ပေါ့နော်အင်နလီကဆိုရှင်သူ့ရဲ့သားရဲ့ကိုဝင်ကိုလွယ်ထားရတယ်လွယ်ထားရဖြစ်တဲ့အတွက်သူကဆိုရင်သူတို့မိသားစုရဲ့မိသားစုဝင်တစ်စိတ်တစ်ပိုင်းဖြစ်နေပြီပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့သူကလည်းစိတ်ပူတယ်ပြီးလို့ရှိရင်အင်နလီရဲ့မိဘတွေအခုလက်ရှိမှာဘယ်လိုမျိုးစိတ်ခံစားချက်ဖြစ်နေမလဲဘယ်လိုမျိုးတွေခံစားနေရမလဲဆိုတာကိုလည်းနားလေတယ်အဲ့လိုမျိုးပြောပြီးတော့ငိုတာပေါ့နော်သူကလည်းငိုလိုက်စကားပြောလိုက်လုပ်တယ်အဲ့နောက်ထပ်တစ်ခုမလွန်ကလည်းဘယ်လိုမျိုးပြောခဲ့သေးသူသားပေါ့နော်သူပြောခဲ့တာဘယ်လိုမျိုးလဲဆိုရင်ပေါ့နော်အခုချိန်မှာအင်နလီနင်ဘယ်ကိုပဲရောက်ပေါ့နော်ပြန်လာခဲ့ပါအမြန်ဆုံးငါတို့အားလုံးတို့စိတ်ပူပြီးတော့တတိယပြီးတော့စောင့်နေတယ်အမြန်ဆုံးပြန်လာခဲ့ပါသူကအဲ့လိုမျိုးမီဒီယာနေတစ်ဆင့်ပြောခဲ့တယ်အဲ့လိုမျိုးနဲ့ပဲသူရဲ့သတင်းစာရှင်းလင်းပွဲကြီးစကားတွေပြောလိုက်ငိုလိုက်စိတ်မကောင်းဖြစ်လိုက်နဲ့အဲ့လိုပြီးဆုံးသွားခဲ့ရပါတော့ဒီသတင်းစာရှင်းလင်းပွဲပြီးဆုံးသွားတော့သူတို့ကအင်တာနက်မှာပြန့်နှံ့သွားတယ်မလားဒီအကြောင်းအရာအချက်လက်တွေအားလုံးသူတို့ရဲ့အင်တာဗျူးဖြေတဲ့အရာတွေအားလုံးပြန့်နှံ့သွားတဲ့အချိန်မှာဆိုရင်အင်တာနက်မှာအစုတွေကတစုကွဲသွားဘယ်လိုမျိုးကွဲလဲဆိုပေါ့နော်အချက်3ချက်အထိရှိရဲ့ဒီမိသားစုမတင်ကာဖြစ်တဲ့အချက်အဲ့ဒီအချက်ကဘာလဲဆိုရင်ပထမတစ်ချက်သူတို့ကဘာကြောင့်မလို့အင်နလီပျောက်ဆုံးပြီးဆက်ရှိပေါ့နော်မြန်ကြီးအင်နလီပျောက်ဆုံးကငါသားနဲ့မဆိုင်ပါဘူးငါတို့မိသားစုနဲ့မဆိုင်ပါဘူးလို့သတင်းစာထွက်ပြီးတော့ရှင်းလင်းမှုလုပ်ရတာလေပေါ့နော်ပထမတစ်ချက်အရန်မြန်တယ်တခြားအင်နလီဘက်ကမိသားစုသွားကူညီပြီးတော့ရှာဖွေမယ်စိတ်ပူမယ်မရှိဘဲနဲ့ဆက်ရှိရင်သူတို့သတင်းစာရှင်းလင်းပွဲလုပ်လိုက်တာလေနော်အဲ့ဒီတစ်ချက်နောက်ထပ်ဒုတိယတစ်ချက်အဲ့ဒုတိယတစ်ချက်မှာဆိုရင်ဒီမာလွန်ရဲ့အမေမာလင်ကကြတော့သူကစကားအင်တာဗျူးဖြေတဲ့အချိန်မှာအပြောကကြဘယ်လိုမျိုးပြောလဲဆိုပေါ့နော်အင်နလီကသူတို့မိသားစုရဲ့မိသားစုဝင်တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ဖူးတယ်သူကဖူးတယ်လို့အဲ့လိုမျိုးပြောတာအဲ့လိုမျိုးပြောတာဖြစ်တဲ့အတွက်ပေါ့နော်အခုကမဟုတ်တော့ဘူးလားအင်နလီကတကယ်ပဲပျောက်ဆုံးသွားလဲဘယ်ရောက်သွားလဲသူအတိတ်ပုံစံမျိုးပြောတာကွာအခုလက်ရှိဆိုရှင်သူပြောရမယ့်ပုံစံအင်နလီကဆိုငါရဲ့မိသားစုဝင်တစ်စိတ်တစ်ပိုင်းပဲငါသားရဲ့ကလေးကိုလွယ်ထားတယ်အဲ့လိုဖြစ်တဲ့ငါမိသားစုပုံစံပဲသူကအဲ့လိုမျိုးပြောရမှာဒါပေမဲ့သူကကျဖူးတယ်ဆိုတော့အခုလက်ရှိမှာအင်နလီမရှိတော့ဘူးဆိုတဲ့ပုံစံမျိုး
အတိတ်ပဲပေါက်နေတာအဲ့ဒီတစ်ချက်ဒုတိယတစ်ချက်ပေါ့နော်တတိယတစ်ချက်အဲ့ဒီအချက်ကကြတော့သူတို့နှစ်ယောက်လုံးကဒီအင်တာဗျူးတွေဖြေတဲ့အချိန်သတင်းစာရှင်းလင်းပွဲလုပ်တဲ့အချိန်ပါဆိုရင်နှစ်ယောက်လုံးကအစိတ်မကောင်းဖြစ်ချင်အောင်ဆောင်နေပြီးငိုချင်အောင်ဆောင်နေအဲ့လိုမျိုးဟန်ဆောင်တဲ့ပုံစံပေါက်တာဖြစ်တဲ့အတွက်အဲ့ဒီ၃ချက်ကိုသူတို့တွေကညင်ပွားမှုတွေလုပ်ကြတယ်ပြီးလို့ရှိရင်ဒါကြီးကဘလို့လဲပညာလဲပေါ့နော်အင်တာနက်မှာတော်တော်လေးကိုပြန့်နှံ့ပြီးတော့စူညံမှုတွေဖြစ်သွားခဲ့တယ်အဲ့ဒီအချိန်တော့ပေါ့နော်အားလုံးကလည်းပို့တွေတင်ကြတယ်သူတို့ကပြောတာပေါ့နော်မာလွန်ရဲ့အမေကဩဇာအာဏာရှိတယ်အဲ့လိုဖြစ်တဲ့အတွက်အင်နလီကိုတခုခုလှုပ်လိုက်တာလားမာလွန်ကပဲတခုခုလှုပ်ပြီးတော့အင်နလီကိုဖျောက်ပစ်လိုက်တာလားအဲ့လိုမျိုးတွေအင်တာနက်မှာအရန်ကိုပြန့်နှံ့နေအားလုံးကလည်းဝိုင်းပြောကြပါတော့မာလွန်ကဆိုရှင်ကိုကလေးနဲ့ကိုရဲ့ရှစ်သူကောင်မလေးကိုဖျောက်ပစ်တယ်ဘာညာပေါ့နော်အစုံအစီပြောတဲ့အချိန်မှာအဲ့ဒီအချိန်မှာမာလွန်ရဲ့အသက်က19နှစ်ဖြစ်တာဖြစ်တဲ့အတွက်ကိုမှသူကဒီဖြစ်အားပေးမှုတွေလူတို့ရဲ့ပြောဆိုမှုတွေကိုမခံနိုင်တာဖြစ်တဲ့အတွက်နောက်ဆုံးကိုယ်တိုင်ပဲရဲစခန်းကိုသွားပြီးတော့အစစ်ခံမယ်ပေါ့နော်အဲ့ဒါရဲတွေကသူ့လာဖမ်းပြီးတော့စစ်တာမဟုတ်ဘူးเนาะသူကိုယ်တိုင်ကသူအပြစ်မရှိပါဘူးအဲ့လိုဖြစ်တဲ့အတွက်ရဲတွေသိရှင်တာပဲဖြစ်ဖြစ်ပါပဲသိရှင်ပေါ့เนาะသူ့မေးပုံစံမျိုးသူကဝင်ရောက်ပြီးတော့သူကိုယ်တိုင်သွားပြီးတော့အစစ်ခံခဲ့တယ်အဲ့လိုအစစ်ခံတဲ့အချိန်မှာဆိုရဲတွေကလည်း okay သူ့ကိုထိန်သိမ်းပြီးတော့စစ်စီမင်းမြတ်မှုတွေလုပ်တယ်တစ်ဖွဲ့ရနောက်ထပ်တစ်ဖွဲ့ရဆိုရှင်တဲလွန်စားတွေလိုက်ရှာနေတယ်ပေါ့နော်ဒီအင်နလီနဲ့ပတ်သက်တဲ့တဲလွန်စားပြီးလို့ရှိရင်မာလွန်နဲ့ပတ်သက်တဲ့အချက်လက်တွေသူတို့တွေကလိုက်ရှာနေတယ်အဲ့ဒီအတော်တွင်းကအချက်လက်တွေပေါ့နော်အဲ့လိုမျိုးမာလွန်လာရောက်ပြီးတော့အစစ်စီခံနေတဲ့အချိန်2019ခုနှစ်ဩဂုတ်လ28ရက်နေ့ဒီအင်နလီပျောက်ဆုံးပြီး9ရက်ကြာအဲ့ဒီနေ့မှာဆိုရင်အင်နလီရဲ့နောက်ဆုံးဖုံးတီနေရတရှိနေရကိုသူတို့ကရခဲ့ကြတယ်အင်နလီရဲ့ဖုံးတီနေရအချက်ပြစနစ်မှာရလာတဲ့အချိန်မှာသူတို့ကအဲ့ဒီနေရာကိုစစ်စီလိုက်တဲ့အချိန်မှာဆိုရင်ဒီဖုံးတီနေရဆိုရင်တိုက်ခံတစ်ခုမှရှိနေတာအဲ့လိုဖြစ်တဲ့အတွက်အဲ့ဒီတိုက်ခံမှာထက်လက်ပြီးတော့သူကစစ်စီကဒီတိုက်ခံကဘသူပိုင်နေဘယ်နေရာမှာရှိလဲအဲ့လိုမျိုးတွေစစ်စီလိုက်တဲ့အချိန်မှာဆိုရင်အရန်မှထူဆန်းခဲ့တယ်အဲ့ဒါပါဆိုရင်ဒီအင်နလီဖုံးတီနေရရှိတဲ့နေရာဆိုလို့ရှိရင်မာလွန်ရဲ့အမေမာလင်မတင်လေးရဲ့တိုက်ခံဖြစ်နေတာပေါ့နော်ဒီမာလင်ကအပြင်မြို့ပြင်မှာအလုပ်ကိစ္စရှိလို့ရှင်သွားတဲ့အချိန်မှာဆိုရင်ဒီတိုက်ခံမှာသူကနေတယ်နားနေတာအဲတွေကလည်းဒီတိုက်ခံရဲ့ပိုင်ရှင်တိနေရတွေတိပြီဆိုတဲ့အချိန်မှာသူတို့ကရှာဖွေမှုဝရမ်းတွေတောင်းယူပြီးတော့အဲ့ဒီနေရာကိုသွားပြီးတော့စစ်ဆေးမှုတွေလုပ်ခဲ့ကြတယ်အဲ့လိုမျိုးသွားရောက်ဝင်ရောက်တဲ့အချိန်မှာဆိုလို့ရှင်သူတို့ကဆက်ရှင်မဲ့ဒီကျမ်းပြင်မှာတွေ့တယ်ပေါ့နော်သွေးဆက်တွေတွေ့တာဖြစ်တဲ့အပြင်မှာနောက်ထပ်နေရာတွေမှာဆိုလည်းသွေးတွေအများကြီးပဲပေနေတာအဲ့လိုမျိုးနေရာတွေတွေ့ခဲ့တယ်နောက်ထပ်တစ်ခုအဲ့ဒါဘာလဲဆိုရင်အဝိစပေါ့နော်ဘယ်လိုပြောရမလဲအဲ့ရခင်းလို့ပြောရမလားအဲ့ဒါကြောင့်အဝိစအကြီးပေါ့နော်အဲ့ဒီအကြီးကိုသူတို့ကမြင်ရတဲ့အနေထားဆိုရင်သွေးတွေပေလို့လျှော်ပြီးတော့လှမ်းထားတယ်အဲ့လိုပုံစံမျိုးတွေ့ရရှောက်တော့မရှောက်သေးတယ်လို့မျိုးသွေးစားသွေးနိုင်လည်းအရန်ပြောင်းနေတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်သွေးပေပြောမှဆိုအဖြူရောင်စားမှသွေးပေပြီးတော့လျှော်လို့ရှိရင်ဘယ်တော့မှအဖြူရောင်ပြန်မဖြစ်တော့ဘူးအဲ့လိုမျိုးပုံစံမျိုးအဲ့ဒီအစကလည်းသွေးရောင်ပီနေတဲ့ပုံစံမျိုးဖြစ်နေတာအဲ့ဒီလိုနဲ့ပဲရဲတွေပဲဖြစ်နောက်ထပ်စစ်စီရေးအဖွဲ့တွေပေါ့နော်အဲ့လိုမျိုးလူကြလေးပြီးတော့စစ်စီမှုတွေလုပ်တယ်ပြီးလို့ရှိရင်အဲ့ဒီသွေးစကိုယူပြီးတော့သူတို့ကဆေးရုံမှာတစ်ခေါက်သွားဆေးရသေးရပေါ့နော်ဒီရဲ့သွေးရဆိုရင်အင်နလီရဲ့သွေးဟုတ်လားမဟုတ်လားအဲ့လိုမျိုးတွေစစ်စီမှုတွေလုပ်ရတယ်ပြီးလို့ရှိရင်နောက်ထပ်ရဲတစ်ဖွဲ့ရဆိုလို့ရှိရင်လေဒီအဆောက်အဦရဲ့လုံခြုံရေးလို့ပြောအောင်ပေါ့နော်အဲ့ဒီလုံခြုံရေးကိုသူတို့ကသွားပြီးတော့မေးတယ်ပေါ့နော်အဲ့ဒီနေ့အင်နလီပျောက်ဆုံးတဲ့နေ့မှာဆိုရင်ဒီနေရာမှာဘယ်လိုမျိုးမူမမှန်တဲ့အရာတွေရှိလဲဘယ်လိုမျိုးအရာတွေတွေ့လဲအဲ့လိုမျိုးမေးတဲ့အချိန်မှာဆိုရင်ဒီဂျုံကြီးကလည်းပြောပြခဲ့တယ်လည်းဟုတ်တယ်ပေါ့နော်23ရက်နေ့တော့ဆိုရင်လည်းမာလွန်ကဒီတိုက်ခံကိုလာခဲ့တယ်သူ့မိရဲ့တိုက်ခံကိုလာခဲ့တယ်လာပြီးတော့သူကအပေါ်တက်သွားတာပေါ့နော်တော်တော်လေးကြာတက်သွားပြီးတော့သူပြန်ဆင်းလာတဲ့အချိန်မှာဆိုရင်လည်းဘာကြီးလဲမသိပေါ့နော်အထုပ်ကြွတူပိုးပြီးတော့ယူလာပြီးတော့သူ့ရဲ့ကားနောက်ခံတွေကိုထည့်ပြီးတော့သူကမောင်းထွက်သွားတယ်တဲ့အဲ့လိုမျိုးမောင်းထွက်သွားပြီးတော့ခဏတော်ကြာတဲ့အချိန်မှာဆိုရင်သူ့အမေကလည်းဒီရဲ့တိုက်ခံကိုထပ်ပြီးတော့လာခဲ့တယ်အဲ့လိုမျိုးလာတဲ့အချိန်မှာဆိုရင်သူ့ရှိမှလာပြီးတော့ CCTV တောင်းကြည့်တယ်တဲ့အဲ့လိုမျိုးပြောတာအဲ့လိုမျိုး CCTV တောင်းကြည့်တဲ့အချိန်မှာဆိုရင်လည်းသူ့သားအခုလိုမျိုးအထုပ်ကြီးတစ်ထုပ်ကိုယူလာပြီးတော့ကားနောက်ခံထဲမှာထည့်ပြီးထွက်သွားတာကိုတွေ့တဲ့အချိန်မှာဆိုရင် तू ကအတန်အရန်အားလိုမျိုးပုံစံပေါ့နော်អော်ပြီးတော့ငိုတယ်တောင်းချမ်းမှုပေါ့နော်ဆူရမှုတွေလုပ်ပြီးတော့သူ့သားကဘာဖြစ်လို့ဒီမျိုးလုပ်ရတာလဲဘာညာအဲ့လိုပုံစံမျိုးနဲ့ तू ငိုယိုနေတာတဲ့အရန်ထူးဆန်းတယ်ပေါ့နော်လုံခြုံရေးကနေပြီးတော့ရဲတွေကိုပြောပြခဲ့တယ်ပြောပြတဲ့အချိန်မှာဆိုရဲတွေကလည်းဒါကတော့သူတို့ထင်တယ်လို့မျိုးဟုတ်နေပြီအဲ့လိုမျိုးစိတ်ထဲမှာထင်တာဖြစ်တဲ့အတွက်ရဲတွေကလည်းလုံခြုံရေးရှိမှဒီ CCTV မှတ်တမ်းကိုတောင်းကြည့်တယ်ဒါပေမဲ့လို့လုံခြုံရေးကဘယ်လိုမျိုးပြောခဲ့လဲဆိုရင်အဲ့နေရတဲ့ CCTV ကရှိနေသေးတယ်ဒါပေမဲ့လို့ထူးဆန်းတယ်ပေါ့နော်သူလည်းမသိဘူးတဲ့ဘယ်သူလောက်လိုက်တာလဲလည်းမသိဘူးပေါ့နော်
နောက်နေ့မှာဆိုရင် CCTV မှတ်တမ်းမရှိတော့ဘူးအခုဆိုရင်ဘယ်ကပြတ်သွားပြီအဲ့လိုပုံစံမျိုးပြောတဲ့အချိန်မှာဆိုရင်ရဲတွေကသူတို့ရဲ့စိတ်ထဲမှာပို့ပြီးတော့မကောင်းတဲ့အနှံ့ရတယ်ပို့ပြီးတော့တေချာနေပြီအင်နလီကတော့တခုခုဖြစ်သွားပြီဒါကလည်းမာလွန်ရဲ့မာလင်သူ့ရဲ့အမေသူတို့နှစ်ယောက်ရဲ့လက်ဆက်ပဲလို့အဲ့လိုမျိုးသူတို့ရဲ့စိတ်ထဲမှာတိလိုက်ပြီပေါ့နော်ဒီနေ့ရဲတွေစစ်ဆေးရရှိတဲ့အရာတွေအကြောင်းအရာတွေအားလုံးကဆိုလို့ရှိရင်အင်တာနက်ကိုမြန်မြန်ဆန်ဆန်ကြီးပဲပြန့်နှံ့သွားတဲ့အချိန်မှာဆိုအင်တာနက်ပေါ်မှာလည်းဟာဖြစ်နိုင်လောက်တယ်မာလင်ကသူ့ရဲ့သားကိုကူပြီးတော့အင်နလီကိုဖျောက်ပစ်လိုက်တယ်ဒါမှမဟုတ်သူ့သားတက်ပြီးတော့အင်နလီကိုဘယ်နေရာတော့ထားလိုက်တာလဲအဲ့လိုပုံစံပေါ့နော်အင်တာနက်မှာအမျိုးမျိုးပြန့်နှံ့နေအဲ့နောက်ထပ်တစ်ခုကဆိုရှင်မာလင်ကတကယ်လို့သူ့သားကိုကူခဲ့လို့ရှင်ဘာဖြစ်လို့သူ့သားကဒီလိုမျိုးလောက်တာ CCTV မှာတွေ့တဲ့အချိန်ကျတော့ဒီလိုမျိုးစိတ်တုံမှုတွေစူညံမှုတွေလောက်တာလေအဲ့လိုမျိုးပေါ့နော်အမျိုးမျိုးပြန့်နှံ့တဲ့အရာအားလုံးကဆိုလို့ရှင်လဲဒေါ်လာထွက်မှုတွေစိတ်တုံမှုတွေနဲ့အားလုံးကပြောကြားကြတာအဲ့ပြီးတော့လူထုကဆိုလို့ရှိရင်အရန်နဲ့မှာစိတ်ဆိုးမှုတွေဖြစ်ခဲ့တဲ့ဆန္ဒပြမှုတွေအော်ဟစ်တောင်းကျမှုတွေပေါ့နော်နင်တို့တွေအင်နလီကိုဘယ်နာသွားထားလိုက်တာလဲမလင်ဒီမလွန်ရဲ့အမေကိုဆိုလို့ရှိရင်သူတို့တွေကပြောကြပါပေါ့နော်နင်ကဆိုရှင်နင်သားကိုကူညီပြီးတော့ဒီလိုမျိုးဖျောက်ဖျက်ပစ်လိုက်တာဘာညာအမျိုးမျိုးกว่าဒီလူထုရဲ့ပြောကြားမှုတွေဖိအားပေးမှုတွေကြောင့်နောက်ဆုံးဒီ2019ခုနှစ်ဩဂုတ်လ30ရက်နေ့မှာဆိုရှင်မလွန်ရဲ့အမေရာဆိုလို့ရှိရင်ရဲစခန်းမှာလာပြီးတော့သူကိုယ်တိုင်ပဲဝင်ရောက်အစ်စ်ခံတာအဲ့လိုမျိုးအစ်စ်ခံတဲ့ချိန်မှာသူကပြောတာပေါ့နော်အခုငါအပြစ်ရှိလို့လာရောက်ပြီးတော့အဖမ်းခံတာမဟုတ်ဘူးငါရဲ့ဘယ်လိုပြောမလဲရှင်းလင်းမှုငါဒီအမှုနဲ့ဘာမှမဆိုင်ဘူးဆိုတဲ့ဖြူစင်မှုကိုလာပြီးတော့တက်တည်ပြတာအဲ့လိုဖြစ်တဲ့အတွက်ရဲတွေကမီးနိုင်တယ်ဘာပဲဖြစ်ဖြစ်ပေါ့နော်အားလုံးမင်းမြန်းနိုင်တယ်သူအားလုံးကိုအတက်နိုင်ဆုံးဖြည့်ပြီးမယ်အဲ့လိုပုံစံမျိုးနဲ့သူကလာပြီးတော့ရဲစခန်းမှာအစစ်ခံခဲ့တယ်သူလာရောက်အစစ်ခံတဲ့တဲ့တင်းကိုမာလွန်သိတဲ့အချိန်မှာဆိုရင်သူ့အမေကအခုမှလာရောက်အစစ်ခံပြီးအဲ့လိုဖြစ်တဲ့အတွက်သူဘလို့ပဲစိုက်ညင်းပါစေသူဘာမှဒီအမှုနဲ့မဆိုင်ပါဘူးလို့ညင်းပါစေတဲ့နောက်ပိုင်းမှာသူ့ကိုယ်သူပေါ့နော်ဒါရဘာမှအကျိုးရောက်မှာမဟုတ်ဘူးလို့သူစိတ်ထဲမှာထင်တာနေမှာပေါ့နော်အဲ့လိုမျိုးကြောက်လားမသိဘူးသူကဝန်ခံမှုလုပ်ခဲ့တယ်ဘယ်လိုမျိုးဝန်ခံလဲဆိုဟုတ်တယ်ပေါ့နော်အဲ့ဒီနေ့ကသူကအင်နလီကိုခေါ်သွားပြီးတော့သူတက်ပစ်လိုက်တယ်တဲ့သူကအဲ့လိုမျိုးဝန်ခံတာတက်ပြီးတော့မြို့ပြင်မှာရှိတဲ့နေရာတနေရာမှာသွားပြီးတော့မြုံနှံခဲ့တယ်သူကအဲ့လိုမျိုးဝန်ခံခဲ့လိုက်တယ်အင်နလီကိုတတ်တဲ့အကြောင်းအရာအားလုံးအင်နလီကိုတတ်တာတွေအားလုံးပါဆိုရင်သူတယောက်ထဲရပဲလောက်တာဘယ်သူနဲ့မှမဆိုင်ဘူးအင်နလီကဆိုမှန်တယ်သူရဲ့မိဘတွေထင်တယ်လို့မျိုးပဲအခုချိန်မှာဆိုရင်သူကတည်ဆုံးသွားပြီအဲတွေကိုသူကဝန်ခံပြောကြားခဲ့တယ်အဲ့လိုမျိုးမာလွန်ရဲ့ဝန်ခံချက်ရပြီးနောက်ဆုံးရဲတွေကလည်းသွားပြီးတော့အဲ့မာလွန်ပြောတဲ့နေရာကိုတူးဖော်မှုတွေလုပ်ရပါတော့အဲ့လိုမျိုးတူးဖော်မှုသွားလုပ်တဲ့နေ့မှာဆိုရှင်လူတွေကလည်းအရန်များတာဒီအကြောင်းအရာယူပြည်သူတွေအားလုံးကလည်းစိတ်ဝင်စားနေရဖြစ်တဲ့အတွက်အရန်အောင်မှများပြားတယ်တချို့ဆိုဒေါသထွက်တာပေါ့နော်အဲ့လိုမျိုးပေါ့နော်စူညံမှုတွေလုပ်တာဘယ်လောက်ထိတောင်မှများလဲဆိုပေါ့နော်သတင်းထောက်တွေလည်းအရန်များတာအဲ့လိုမျိုးဖြစ်တာဖြစ်တဲ့အတွက်နောက်ဆုံးရဲတွေကဒီမာလွန်သားမအပြင်ကိုထွက်လာခဲ့လို့ရှင်သူကတခုခုဖြစ်မှာတေးကြတယ်ဆိုပြီးတော့သူတို့တွေကမာလွန်အပြင်မထွက်ခိုင်းအဲကားထဲမှာပဲသူတို့ရဲ့ထောင်ကားလိုမျိုးပြောအရှုပ်ကားလို့ပြောမလားအဲ့လိုမျိုးကားထဲမှာပဲထိုင်ခိုင်းပြီးတော့အဲ့နေရာကိုလက်ညှိုးနဲ့ထိုးပြခိုင်းတယ်ထိုးပြခိုင်းပြီးတော့သူတို့ကမာလွန်ပြောတဲ့နေရာမှာပဲတူးခဲ့ကြတာပြီးရင်လူကလည်းအများမှစူညံပွက်လော်ရိုက်တာအဲ့လိုဖြစ်တဲ့အတွက်ရဲတွေဘယ်လောက်တောင်မှထိန်းရလဲဆိုသူတို့ကတနက်ကိုပါမိုးပေါ်ကိုထောင်ပစ်လိုက်တာထောင်ပစ်ပြီးတော့အားလုံးကိုငြိမ်စိတ်နေပေးပါဒီလမ်းကိုမပိတ်နဲ့စစ်စေမှုလမ်းကိုမပိတ်နဲ့အဲ့လိုမျိုးပုံစံမျိုးသူတို့တွေကတတိပေးချက်ပါလောက်ရပါဘောနော်အဲ့လိုမျိုးနဲ့ပဲဒီမာလွန်ပြောတဲ့နေရာကိုတူးတယ်ဘလို့ပဲတူးလုံးဝဒီအင်နလီနဲ့ပတ်သက်တဲ့အချက်လက်တိတိမမလေးမှမတွေ့ဘူးအင်နလီနဲ့အလောင်းလို့ပြောရမှာပေါ့နော်အဲ့လိုမျိုးသူ့ရဲ့အလောင်းတွေ့တဲ့ပုံစံမျိုးဘာမှမတွေ့ရတဲ့အချိန်မှာလူတွေကလည်းပူစိတ်တူတာပေါ့နော်ဟာမာလွန်ကလိန်တာလားနင်အင်နလီကိုဘယ်နာသွားထားလိုက်တာလဲမရှိတဲ့နေရာဘာဖြစ်လို့လာပြောတာလဲအဲ့လိုမျိုးပုံစံအမျိုးမျိုးစူညံမှုကြီးပြန်ဖြစ်တယ်ပြီးရင်ရဲတွေကလည်းမာလွန်ကသူတို့ကိုလိန်တယ်အဲ့လိုမျိုးထင်ကြတယ်နောက်နေ့မနက်အထိဒီမာလွန်ပြောတဲ့နေရာမှာဘာမှမတွေ့ရအောင်အင်နလီနဲ့ပတ်သက်တဲ့အချက်လက်အင်နလီရဲ့အလောင်းလို့ပုံစံမျိုးဘာမှမတွေ့ရအောင်မတွေ့ရတဲ့အချိန်မှာနောက်နေ့မှာဆိုရင်ဒီရဲစခန်းရှိမှာဆန္ဒပြမှုကြီးအရန်ကိုကြီးမားလာတယ်ကြီးမားလာပြီးတော့လူတွေကဆိုအရန်ဆဲဆိုတောင်းချမ်းပေါ့နော်အဲ့လိုရှင်ဂဲတွေအုပ်တွေနဲ့ပြစ်ကြတယ်နောက်ထပ်တစ်ခုသူတို့ကကားတွေပါမီးရှို့ကြတယ်ပြီးရင်ဒီမာလွန်တို့ရဲ့အိမ်ကိုသွားပြီးတော့ဖြတ်စီးပစ်မယ်အဲ့လိုမျိုးအမျိုးမျိုးချိန်ချောက်မှုတွေလုပ်တယ်အရန်ကိုတောင်းချမ်းကြပါတော့အင်နလီကိုနင်တို့ဘယ်သွားပစ်လိုက်တာလဲဒီလိုမျိုးကောင်မငယ်လေးတယောက်ကိုနင်တို့ဒီလိုမျိုးလုပ်ပစ်လိုက်တာလားဘာညာအဲ့လိုမျိုးပုံစံအမျိုးမျိုးတွေနဲ့တောင်းချမ်းမှုတွေလုပ်တာဘယ်လောက်ထိဆိုးရလဲဆိုရင်ရဲတွေအနေနဲ့မဖြစ်မနေသူတို့က gap ဘုံနဲ့လေပစ်ပေါက်ရတယ်ဒီနေရာကြီးကျဲကွဲသွားအောင်အဲ့လိုမျိုးတွေသူတို့ကလှုပ်ခဲ့ထိမ့်သိမ့်ခဲ့ရပါတော့အဲ့ဒီလိုနဲ့ပဲဒီသတင်းရဆိုအရန်ကိုပြန့်နှံ့သွားတာအဲ့ဒီအချိန်ကဒီဒိုမီကန်တနိုင်ငံလုံးစူညံမှုတွေဖြစ်ခဲ့တယ်ပြီးရင်နာမည်ကြီးအဆိုတော်တွေဘတ်စကတ်ဘောအားကစားတွေဘက်မှာနာမည်ကြီးတဲ့သူတွေအားလုံးကဆိုရှင်လည်းပို့တွေဝင်ရောက်တင်ခဲ့ကြတယ်နင်တို့တွေကကောင်းမလေးငယ်လေးတယောက်ကိုဒီလိုလုပ်လိုက်တာအမှန်တရားကိုထုတ်ဖော်ပြောကြားဖို့ထုတ်လာပြီးဖို့အားလုံးက
ပို့တွေအမျိုးတင်ခဲ့ကြတာအဲ့ဒီလိုနဲ့ပဲ2019ခုနှစ်ဩဂုတ်လ31ရက်နေ့အဲ့ဒီနေ့မှာဆိုရင်အင်နလီရဲ့အကွာဖုန်းကြည့်တာဖုန်းကြည့်နေတဲ့အချိန်မှာလူတစ်ယောက်ကသူ့ဖုန်းထဲမှာဖုန်းခေါ်လာတယ်ဖုန်းခေါ်လာပြီးတော့ဘယ်လိုမျိုးပြောလဲဆိုပေါ့နော်သူတို့ပေါ့နော်အယ်ပိုင်လက်ဆိုတဲ့နေရာမှာတဲ့အလောင်းတစ်လောင်းတွေ့ရတယ်ပေါ့နော်အဲ့ဒီအလောင်းကဆိုရင်နေ့ရက်ညီမရဲ့အလောင်းများဖြစ်နိုင်မလားသူ့သတင်းပေးတာပေးတဲ့အချိန်မှာသူကဒီအချက်လက်ကိုရဲတွေချီတော့ပြတယ်တော့ပို့ပြောကြတာပေါ့နော်ပြောတဲ့အချိန်မှာဆိုလို့ချင်းရဲတွေကလည်းဆက်ရှင်ပဲအဲ့ဒီနေရာကိုသွားပြီးတော့စစ်ဆေးမှုတွေလုပ်တာအဲ့ဒီအချိန်ကဆိုရင်ည8နာရီလောက်ရှိပြီပေါ့နော်တွားရောက်စစ်ဆေးမှုလုပ်တဲ့အချိန်မှာဆိုရင်လူတွေကလည်းအရန်များတယ်ပြီးရှင်ကသတင်းထောက်တွေပေါ့နော်အရန်များပြားတယ်လိုက်ကြတာအဲ့လိုနဲ့ပဲသူတို့တွားရောက်စစ်ဆေးမှုလုပ်တဲ့အချိန်မှာဆိုရင်ဒီရဲ့အလောင်းထည့်ထားတဲ့ခီးဆောင်အိတ်ကိုတွေ့တဲ့အချိန်မှာဆိုရင်သူတို့ဆက်ဆောက်စဉ်ဖွင့်လိုက်တဲ့အချိန်မှာပဲဒီအိတ်ထဲမှာပေါ့နော်အရန်မှာပြင်းထန်တဲ့အနံ့ပုတ်နေပြီလို့ပြောရမှာပေါ့နော်အဲ့လိုမျိုးအနံ့ရတယ်ပြီးရှင်ဒီထဲမှာထည့်ထားတဲ့အလောင်းပေါ့နော်အဲ့ဒါဆိုရှင်လုံးဝကိုယ်ကောက်လေးအဲ့လိုမျိုးထည့်ထားတိတ်ထည့်ထားတာအဲ့လိုပုံစံမျိုးတွေ့ရှင်းမှာပဲရဲတွေပဲဖြစ်ဖြစ်ဒီအင်နလီရဲ့မိသားစုဝင်တွေပဲဖြစ်အားလုံးကဟုတ်တယ်ဒါတော့သူတို့သမီးလေးရဲ့အလောင်းပဲအင်နလီရဲ့အလောင်းပဲအဲ့လိုမျိုးသူတို့ရတိကြတယ်ဒါပေမဲ့လို့လည်းတိကြမှုကဆေးရုံမှာသွားပြီးတော့စစ်ဆေးမှုအရင်လောက်အောင်မှာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ဆေးရုံပို့တယ်စစ်ဆေးမှုတွေရင်ခွဲမှုတွေလုပ်တဲ့ပြီးတဲ့အချိန်မှာဆိုလို့ရှင်အပြေထွက်လာတယ်မှန်တယ်ဒါကတော့အင်နလီရဲ့အလောင်းပဲဆိုတာထွက်လာတယ်ပြီးလို့ရှင်သူ့ရဲ့တေဆုံးမှုကဆိုရှင်အချက်နှစ်ချက်ပေါ့နော်ပထမတစ်ချက်သွေးအလွန်ကျုံဆုံးရှုံးမှုနဲ့ပြီးရှင်ခေါင်းကိုအမျိုးမာကြောတဲ့အရာနဲ့ကြိုက်ပြီးတော့တက်ခံထားရတာအဲ့လိုပုံစံမျိုးဆေးချက်မှာထွက်ခဲ့တယ်အဲ့ဒီလိုနဲ့ပဲဒီအကြောင်းအရာကြီးရဆိုရင်ဒါနဲ့မှပြန့်နှံ့သွားချိန်မှာလူတွေရဲ့စိတ်ဆူဒေါသဖြစ်မှုတွေပြီးရှင်ဆန္ဒပြမှုတွေအရောင်းမှာပြင်းထန်တယ်အားလုံးကလည်းစိတ်တိုးကြတယ်အဲ့ပြီးတော့ပေါ့နော်ဒီအကြောင်းအရာအားလုံးရဲတွေကမေးတယ်မလွန်ဘယ်လိုမျိုးဖြစ်ခဲ့တာလဲဘယ်လိုမျိုးဖြစ်ပျက်ခဲ့တာလဲမေးတယ်ဒါပေမဲ့လို့မလွန်ကအကြောင်းအရာအသေးစိတ်ကိုမပြောပြဘူးသူပြောတာဆိုလို့မှန်တယ် तू ကအင်နလီကိုတက်လိုက်တဲ့လူပဲ तू ကလူတက်ရခံမဲ့အဲ့လိုမျိုးပဲပြောတာတခြားဘယ်လိုမျိုးဖြစ်ခဲ့တယ်ဆိုရင်အကြောင်းအရာတွေကိုမပြောဘူးအဲ့တော့ဒီအခုပြပြမယ့်အရာတော့ရဲတွေရဲ့ကောက်ရှက်ချမှုပေါ့နော်အဲ့ဒါတွေပြပြမယ်အဲ့ဒါကကျတော့ဘယ်လိုမျိုးရဲတွေကောက်ရှက်ချတယ်ဆိုရင်အဲ့23ရက်နေ့တော့မလွန်ကဒီအင်နလီကိုလာခေါ်တယ်သွားပြီးတော့စေးကန်းပြမယ်ဆိုပြီးတော့ဒါပေမဲ့လို့ तू ကစေးကန်းကိုမခေါ်သွားပဲနဲ့သူ့အမေရဲ့တိုက်ကန်းကိုခေါ်သွားပြီးတော့ကိုဝင်ဖြတ်ချဖို့ကြိုးစားတယ်ပေါ့နော်အင်နလီကိုစေးတိုက်ပြီးတော့အဲ့ဒီအင်နလီရဲ့အလောင်းကိုရင်ခွဲစစ်ဆေးတော့ဆိုသူကအင်နလီရဲ့ခန္ဓာကိုယ်ထဲမှာကိုရင်ပြတ်ကျစေတဲ့ဆေးပါတွေ့ရအဲ့လိုဖြစ်တဲ့အတွက်အဲ့ဒီ23ရက်နေ့မှာမလွန်ကအင်နလီကိုခေါ်ပြီးတော့ဆေးရုံသွားပြမယ်ဆိုတော့မပြဘဲနဲ့သူ့အမိပိုင်တဲ့တိုက်ခံကိုခေါ်လာပြီးတော့ဒီကိုရင်ပြတ်ကျစေတဲ့ဆေးကိုတိုက်တယ်ကိုရင်ပြတ်ကျအောင်ပေါ့နော်အဲ့လိုမျိုးကြိုးစားတယ်ဒါပေမဲ့လို့ခဏအကြာမှာဆိုအင်နလီကသွေးတွေအလွန်ကျွံထွက်လာတယ်အဲ့လိုမျိုးဖြစ်တဲ့အပြင်မှာကလေးကလည်းထွက်မလာဘူးအဲ့ဒီအချိန်မှာသူကအရန်ကိုကြောက်လန့်တာပေါ့နော်အင်နလီကလည်းသွေးတွေအရန်ထွက်လာပြီးဆေးရုံကိုသွားပြမယ်ဆိုတော့လေပြလို့မရအောင်ဖြစ်လို့လေဆိုတော့အဲ့ဒီအချိန်တော့ကိုရင်ဖြတ်ချတာဒါဥပဒေမှာပြစ်မှုမြောက်တယ်ပေါ့နော်ဘယ်လိုမျိုးအချိန်နေမှာဖြစ်ကိုရင်ဖြတ်ချခွင့်လုံးဝမရှိဘူးအဲ့လိုမျိုးဖြစ်တာဖြစ်တဲ့အတွက်ဆေးရုံသွားပြမယ်ဆိုဆေးရုံကသူ့ကိုဖမ်းမိမှာပဲငါတို့ကကိုရင်ဖြတ်ချဖို့ကြိုးစားတယ်ကိုရင်ဖြတ်ချတယ်အဲ့လိုမျိုးဖမ်းမိလို့ရှိလို့ရှိရင်သူကထောင်ကျမှာအဲ့လိုမျိုးသူကကြောက်တာဖြစ်တဲ့အတွက်အင်နလီကိုလည်းဆေးရုံသွားမပို့ပဲနဲ့နောက်ဆုံးဘလူးမထိန်လို့မရတဲ့အချိန်မှာဆိုအင်နလီကိုသွားဖျောက်ဖျက်ဖြစ်ဖို့ကြိုးစားပြီးတော့အဲ့လိုမာကြောတဲ့ຢာနဲ့ထူတက်ပြီးတော့မြောင်းတနေရာမှာသွားပစ်လိုက်တယ်ရှောင်းတနေရာမှာသွားပစ်လိုက်တယ်သွားပစ်ပြီးတော့သူ့အမေကိုဒီအကြောင်းအရာတွေပြောပြတဲ့အချိန်မှာဆိုရှင်သူ့အမေကစိတ်ပူတာပေါ့နော်ပြီးရင်လာကြည့်တဲ့အချိန်မှာတကယ်လဲဟုတ်တယ်အဲ့လိုမျိုးတွေ့တဲ့အချိန်မှာအရန်ဝမ်းနဲ့ငိုကြွေးပြီးတော့နောက်ဆုံးမှာသူ့သားကိုကူညီဖို့သူ့သားထောင်မကျအောင်လုပ်ပေးဖို့သူကကြိုးစားတယ်သူ့မဆိုငကိုရဩစာအနာရှိရမလားအဲ့လိုမျိုးဖြစ်တဲ့အတွက်အခုန CCTV မှတ်တမ်းတွေကိုသူကသူ့ရဲ့နီလန်နဲ့ဖြတ်ပစ်လိုက်တယ်တရားရကိုဖြတ်ခိုင်းပြီးတော့ဒီအင်နလီရဲ့အလောင်းကိုကျတော့သူ့သားမြောင်းတဲ့နေရာမှာသွားပစ်လိုက်တယ်မလားအဲ့ဒါကိုသူ့သားကိုသွားပြီးတော့သွားယူလာခဲ့အဲ့ဒီအလောင်းကိုပြန်သွားယူလာခိုင်းပြီးတော့မှသူကအကူညီတောင်းခဲ့တဲ့2ယောက်အဲ့ဒီသူအကူညီတောင်းတဲ့သူကဆိုရင်သူ့ရဲ့မောင်လေးဖြစ်သူမာတင်ရဲ့ပြီးရင်သူ့ရဲ့တငယ်ချင်းဖြစ်သူဆိုင်မွန်သူတို့2ယောက်ကိုခေါ်ပြီးတော့အမျိုးဘယ်လိုလုပ်တင်လဲဒီရဲ့အလောင်းကိုဘယ်သူမှမတွေ့အောင်သူတို့တွေဘယ်လိုမျိုးဖြောက်ဖြက်တင်လဲအဲ့လိုမျိုးတွေတိုင်ပင်ပြီးတော့နောက်ဆုံးဒီအင်နလီရဲ့အလောင်းကိုသူကတောင်တန်းပေါ့နော်အရန်ရှုံရှက်ခတ်နေတယ်ပေါ့နော်လူသွားလူလာနေတဲ့အဲ့ဒီတောင်တန်းဘက်မှာသွားပစ်ခဲ့တယ်အဲ့လိုမျိုးရဲတွေကကောက်ရှက်ကြတယ်ပြီးတော့နောက်တစ်ခုဒီအင်နလီကိုရင်ပြတ်ကျစေတဲ့စီးတိုက်တယ်မလားအဲ့ဒီစီကိုကျတော့ဆရာဝန်တယောက်ပေါ့နော်ဒီအင်နလီတို့သွားပြခဲ့တဲ့ဆရာဝန်အဲ့ဒီဆရာဝန်ကဆိုရင်ဒီမာလွန်တို့မိသားစုနဲ့ရင်းနှီးတယ်အဲ့လိုဖြစ်တဲ့အတွက်မာလွန်ဒီဆေးပေးလိုက်တယ်ဆိုပြီးတော့အဲ့ဒီဆရာဝန်ပါသူကတန်တရားရှိတာပေါ့ဒါပေမဲ့လို့ဆရာဝန်ကကျတော့ညင်းခဲ့တယ်သူပြောတာပေါ့နော်အင်နလီတို့နဲ့သူတွေ့တာပထမတစ်ခေါက်ပဲတွေ့တာအဲ့လိုဖြစ်တဲ့အပြင်ကိုသူနဲ့ဒီမာလွန်တို့မိသားစုကဘာမှရင်းနှီးပတ်သက်မှုမရှိဘူးပြီးတော့သူကဘာဆေးမှလည်းမလွန်မပေးခဲ့ဘူးသူကအဲ့လိုမျိုးညင်းဆိုခဲ့တယ်အဲ့လိုဖြစ်တဲ့အတွက်ဒီဆရာဝန်ကတော့ဘာမှ
သူစစ်ဆေးမှုတွေဘာမှမခံရဘူးပေါ့နော်ဘာမှလည်းတက်တည်မပြနိုင်ရဲတွေအဲ့လိုမျိုးကောက်ချက်ချတယ်ပြီးလို့ရှိလို့ရှင်နောက်ထပ်ပေါ့နော်ဒီအကြောင်းအရာကြီးစစ်ဆေးမှုလုပ်နေတဲ့အချိန်ဆိုဟာဆန္ဒပြမှုအယံကိုပြင်းထန်တဲ့လူထုကလည်းအယံကိုစိတ်တူဒေါသထွက်မှုတွေပေါ့နော်အယံကိုပြင်းထန်ခဲ့တဲ့နိုင်ငံတနိုင်ငံလုံးပေါ့နော်နူနူက main ကလေးငယ်လေးတယောက်ပြီးလို့ရှိရင်ကိုဝင်ရှိနေတဲ့ကောင်မလေးတယောက်ကိုဒီလိုမျိုးရဲဆက်ဆက်တက်ဖြတ်ပစ်လိုက်တယ်ရဲဆက်လုတ်ပစ်လိုက်တယ်နူနူအမှန်တရားကိုပြောလာပြီးရင်ကိုအပြစ်ကိုဝင်ခံပြီးလို့ရှိရင်ပြည်သူကဒီအင်နလီရိုမီတာစုဘက်မှာနေတယ်အားလုံးပတ်ပူတယ်ဘာဖြစ်လို့လဲဆိုတော့အင်နလီရိုမီတာဆိုတော့အရန်စင်းရဲတဲ့မီတာစုပြီးရင်မာလွန်တို့မီတာဆိုတော့ငကိုတွေကပတ်စံလည်းရှိတယ်လို့ဩဇာအာဏာပိုင်းမှာဆိုလေသူတို့ကရှိတဲ့သူဖြစ်တဲ့အတွက်ပေါ့နော်အင်နလီရိုမီတာဆိုကဘလူနေနေရှုံးပြီးတော့ဒီအမှုရာဘာမှမဟုတ်ပဲနဲ့ပြီးသွားမှာအဲ့လိုမျိုးကြောက်တာဖြစ်တဲ့အတွက်သူတို့ကအသက်နိုင်ဆုံးဒီအရာတွေကိုဒီထက်ပို့ပြီးတော့ပေါ့နော်နာမည်ကြီးအောင်အင်နလီရိုမီတာစုဘက်မှာရက်တီတဲ့ဆန္ဒပြမှုတွေလုပ်တယ်ဒီအမှုကိုစစ်ဆေးလိုက်တာဆိုတာလေနော်2019ခုနှစ်ကုန်ပြီးတော့2018ခုနှစ်ဧပြီလမှာသူတို့ကတရားရုံးတင်နိုင်ခဲ့တယ်အဲ့ဒီတရားရုံးတင်တဲ့နေ့မှာဆိုလို့ရှိရင်တော့တရားရုံးအပြင်မှာဆိုလို့ရှိရင်လည်းသတင်းထောက်တွေပြည်သူတွေဆန္ဒပြရတဲ့သူတွေအများအပြားပဲပြီးလို့ရှိရင်အင်နလီရဲ့အဖေဖြစ်သူဆိုလို့ရှိရင်သူကတရားရုံးတွေကိုတနက်ပါဆောင်သွားတယ်ဒါပေမဲ့လို့လည်းတနက်ကိုဒီတရားရုံးတွေကိုယူသွားခွင့်မရှိဘူးပေါ့နော်ထိန်သိမ်းစစ်ဆေးရေးတွေမှာမိသွားတဲ့အမျိုးနဲ့ပဲသူကထိန်သိမ်းခံလိုက်ရတယ်အဲ့ဒီတရားရုံးထဲမှာဆိုလို့ရှိရင်လည်းတေချာပေါက်မာလွန်နုမိသားစုကရှင်းနေအတင်းနေရှိမှာပဲလေနော်သူကမိသားစုကရှမ်းသားတွေဆိုအားလုံးသူကပြည့်စုံတာလေနော်အဲ့မှာရှင်းနေအတင်းနေဆိုလည်းညင်းဆိုတယ်မာလွန်ကဆိုလို့ရှိရင်သူ့ကိုလူတက်မှုနဲ့တရားစွဲထားတယ်မလားအဲ့ဒါကျတော့သူကလူတက်တဲ့မဟုတ်ဘူးသူကဒီသူ့ရဲ့စစ်သူကောင်မလေးအင်နလီကိုသူကကိုရင်ပြတ်ချဖို့ပဲအဲ့လိုမျိုးပဲကြိုးစားတာဒါပေမဲ့လို့လည်းသွေးအလွန်ကျွံဆုံးရှုံးပြီးတော့အင်နလီကတေဆုံးသွားတာဒါကမာလွန်ကတက်တာမဟုတ်ဘူးပြီးလို့ရှိရင်သူ့ရဲ့ဆေးချက်မှာကျတော့သူကခေါင်းအမျိုးထူရိုက်ခံပြီးတော့တေထားတယ်လို့ပြောရမလားအဲ့ဒါကကျတော့ဒီမာလွန်ကသူကောင်မလေးကသူကိုရင်ပြတ်ကျသွားမလားသွေးအလွန်ဆုံးပြီးတော့တေဆုံးသွားတဲ့အချိန်မှာဆိုရင်သူကစိတ်ပူပြီးတော့ဘာလို့ရမှန်းမသိပဲနဲ့အဲ့လိုတောင်တန်းဘက်မှာသွားပစ်တဲ့အချိန်ဒီရဲ့အလောင်းကိုသွားဖြောက်ဖြတ်တဲ့အချိန်မှာဆိုရင်တခုခုနဲ့ခိုင်းမိရိုက်မိပြီးတော့ရတဲ့ဒဏ်ရာပဲဖြစ်မှာမာလွန်ကထူတဲ့ဒဏ်ရာမဟုတ်ဘူးအဲ့လိုမျိုးပုံစံမျိုးရှင်းနေအတရားနဲ့ညင်းဆိုတယ်အဲ့ဒီအချိန်မှာဆိုရဲတွေဘက်ကလည်းတိချာတိကြတဲ့တက်တီလာရမှာလीเนาะပြရမှာအဲ့မှာရဲတွေဒီရဲ့အင်နလီရဲ့မိဘဘက်ကအတင်းနေအားလုံးကဆိုလို့ရှိရင်ပေါ့နော်အင်နလီကဆိုရင်သွေးအလွန်ကျွံဆုံးချုံလို့တည်တာမဟုတ်ဘူးသူကဆေးစစ်ချက်တွေရင်ခွဲစစ်ဆေးမှုတွေပါယူလာတယ်သူကဆိုလို့ရှိရင်ခေါင်းကိုရိုက်ခံပြီးတော့တည်ဆုံးသွားတာအဲ့ပြီးတော့ပေါ့နော်ဒီမလွန်ကဆိုလို့ရှိရင်ဒါကကြိုတင်ကြံစီမှုပဲဒီအင်နလီတည်ဆုံးပြီးတဲ့အချိန်မှာဆိုတော့သူကအခန်းနေရှင်းလင်းမှုတွေဘာတွေအားလုံးလုပ်တယ်ပေါ့နော်သူကအဲ့ဒီအချိန်တော့အတိလည်းရှိနေတယ်ကြိုတင်ကြံစီမှုလည်းဖြစ်တယ်ပြီးရင်အင်နလီကိုလည်းတေချာပေါက်တက်ဖြတ်တာပေါ့နော်ဒီမျိုးကိုဝင်ဖြတ်ချပြီးတော့မတော်စတေဆုံးသွားတာမဟုတ်ဘူးသူကတေချာပေါက်ရည်ရွယ်ချက်ရှိတက်ပစ်လိုက်တာအဲ့လိုမျိုးပုံစံမျိုးနှစ်ဖက်အတင်းမှာပေါ့နော်တက်တီတွေနဲ့တကွအဲ့လိုမျိုးတွေပြတာမှုတွေလုပ်တယ်မာလွန်ကဆိုဘယ်လိုမျိုးထပ်ပြောလဲဆိုရင်သူပြောတာပေါ့နော်ဒီကိုဝင်ဖြတ်ချမှုကိုသူရောသူ့ရဲ့ကောင်မလေးဖြစ်တဲ့အင်နလီယာပါနှစ်ယောက်လုံးကသဘောတူညီမှုလုပ်တာအဲ့ပြီးတော့သူတို့မှာပေါ့နော်ဒီရဲ့စာပြောထားတဲ့အပြန်လန်ပြောထားတဲ့အရာတွေပါရှိတယ်ဆိုပြီးတော့ထုတ်ပြတယ်ဒါပေမဲ့လို့လည်းနောက်ပိုင်းမှာဆိုရင်တရားသူကြီးကဒီရဲ့ဗီဒီယိုဒီရဲ့ခရစ်ကဆိုလို့ရှိရင်ဒါဖြတ်တောက်ပြီးတော့ဆက်ထားတာသူ့ရဲ့ကိုချိုးအတွက်အဲ့လိုမျိုးဆက်ထားတာဖြစ်တဲ့အတွက်ဒါကအမှန်တကယ်မဟုတ်ဘူးအဲ့လိုမျိုးပုံစံထုတ်ပြန်ခဲ့တာပေါ့နော်အဲ့ဒီလိုနဲ့ပေါ့နော်ဒီအမှုကြီးစစ်ဆေးမှုလှုပ်လာလိုက်တာဆိုလို့ရှိရင်2018ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာသူတို့တရားစီရင်ချက်ရှာမှတ်လိုက်တယ်ပေါ့နော်အဲ့ဒီတရားစီရင်ချက်မှာဆိုလို့ရှိရင်မာလွန်မတင်နီကကျတော့သူကသူ့ရဲ့ကောင်မလေးကိုရင်ဖြတ်ချစေတဲ့အမှုရဲ့ပြီးရှင်လူတက်မှုရဲ့အကြောင်းသူ့ကိုထောင်ဒဏ်အနှစ်30ရှာမှတ်လိုက်တယ်သူ့ရဲ့အမေမာလင်ကကျတော့ထောင်ဒဏ်9နှစ်ရှာမှတ်ခံလိုက်ရတယ်ဒါပေမဲ့လို့နောက်ပိုင်းမှာကျတော့သူ့ကိုထောင်ဒဏ်2နှစ်လို့ပဲပြန်လဲရှော့ချလိုက်တာပေါ့နော်ထောင်ဒဏ်2နှစ်ပဲကြာပြီးတော့ပြန်လွတ်လိုက်တာအဲ့ဒီအချိန်ကျတော့ဒီပြည်သူတွေဆိုအရန်ဒေါသထွက်တာဘာဖြစ်လို့ကောင်မလေးငယ်လေးတယောက်ကိုဒီလိုမျိုးကိုဝင်လိုက်ရှိနေတဲ့ကောင်မလေးကိုတက်တာကိုကူညီပေးလိုက်တာတော့မှဒီလိုမျိုးထောင်ဒဏ်2နှစ်လေးပဲကြာခံလိုက်တယ်အဲ့လိုမျိုးဆန္ဒပြမှုတွေပြန်လဲဒေါသထွက်မှုတွေဖြစ်ခဲ့တယ်ဒါပေမဲ့လို့လည်းသူကထောင်ဒဏ်2နှစ်ပဲကြာခံပြီးတော့ပြန်လဲလွတ်ခဲ့တယ်အဲ့ပြီးတော့ပေါ့နော်သူတို့ကိုကူညီတဲ့မာလင်ရဲ့မောင်ဖြစ်သူရဲ့ပြီးရင်သူတငယ်ချင်းဆိုင်မွန်သူတို့နှစ်ယောက်ကကျတော့ဘယ်လိုမျိုးပြစ်မှုရှာမှတ်ခံလိုက်ရတယ်ဆိုတာတော့သိချာမသိရဘူးပေါ့နော်အဲ့ဒါကတော့လုံးဝရှာလို့မရဘူးဒါကြောင့်မို့မသိခဲ့ရဘူးအဲ့ဒီလိုနဲ့ပဲပေါ့နော်ဒီအမှုရာခုလိုမျိုးအဆုံးသတ်သွားပါပေါ့နော်တငယ်ချင်းတို့ပေါ့နော်အစားအနေအဆုံးထိနားထောင်ပြီးတဲ့အချိန်မှာဒီအကြောင်းအရာတွေအားလုံးကို
ဘယ်လိုမျိုးထင်လဲပေါ့နော်ရီကြတော့ဘယ်လိုမျိုးအကြောင်းဒီအကြောင်းအရာလာပြလဲဆိုပေါ့နော်ဒီနေ့ဖြစ်ခဲ့တဲ့အကြောင်းအရာလူတိုင်းမှာဖြစ်နိုင်တယ်အထူးသဖြင့်မချစ်သူကြီးစားတွေအတူတူနေကြတဲ့သူတွေကြားမှာဆိုတကယ်ဖြစ်နိုင်တဲ့အနေအထားမျိုးပေါ့နော်တဦးတစ်ဖက်ကတာဝန်မယူနိုင်တဲ့အချိန်မှာဆိုရှင်အဲ့လိုမျိုးဆုံးဖြတ်ချက်အမားတွေလုပ်ပြီးတော့နောက်ဆုံးဘဝတွေပါဆုံးသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်ဒီထဲမှာဆိုရှင်မလွန်ကဒီနလီရဲ့ကိုရင်သူကလက်မခံချင်ဘူးအဲ့လိုမျိုးပုံစံကြောင့်နောက်ဆုံးဒီလိုမျိုးကြီးအဆုံးသတ်သွားလို့ပြောရမှာပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်အခုချိန်မှာစစ်သူကြီးစားတွေအတူတူနေလို့ရှိလို့ရှင်လဲပေါ့နော်တယောက်နဲ့တယောက်ကာကွယ်ကြပါမျိုးကာကွယ်မှုတွေလုပ်ကြပါပြီးလို့ရှိရင်နောက်ဆုံးကလေးရလာတဲ့အချိန်မှာဆိုရှင်လည်းအကောင်းဆုံးနီးလန်းကိုရှာပြီးတော့ဆုံးဖြတ်ကြပါလို့ပြောရှင်တယ်ကိုဝင်ရလာပြီးတဲ့အချိန်မှာနေရတောင်ငါးတောင်မြူတိုင်းနေရဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ဆုံးဖြတ်ချက်အမားတွေလုံးပြီးလို့ရှိရင်ကိုရဲ့ဘဝလည်းဆုံးသွားနိုင်တယ်တစ်ဖက်သူကောင်းမလေးရဲ့ဘဝလည်းဆုံးသွားနိုင်တယ်ဆိုတဲ့အရှိန်ကြီးဖြစ်တယ်အဲ့ဒါကြောင့်မလို့အားလုံးစင်ချင်းလေးနဲ့သုံးသက်ကြပါဆုံးဖြတ်ချက်အမားတွေမလုပ်ကြပါနဲ့လို့ရီရတော့တိုက်တွန်းရှင်တယ်ပြီးတော့ဒီအကြောင်းအရာယူနာထောင်ပြီးတဲ့အချိန်မှာတငယ်ချင်းတွေရဲ့စိတ်ခံစားချက်မှာလည်းဘယ်လိုမျိုးရှိလဲဘယ်လိုမျိုးထင်မြင်ချက်ရှိလဲဆိုတာကို comment လေးမှာရီနဲ့တူလာရောက်ဆွေးနွေးသွားပေးပါအောင်လို့ပြောရှင်ပါတယ်အဲ့တော့အားလုံးကိုဒီအမှုလေးကနေဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲသက်သာနောက်ထပ်အမှုတစ်ခုမှပြန်လည်ဆုံပေးကြမယ်ပြီးတော့ရီရဲ့ဒီ Facebook ကောက်လေးမှာဆိုရှင်လည်းအခုလိုမျိုးဖြစ်ရမှန်အကြောင်းအရာလေးတွေကိုတင်ကြားပြီးမှဖြစ်လို့ပြီးဆုံးမှာလည်းတွားရောက်ကြည့်ရှုနိုင်ပါတယ်လို့ပြောရှင်ပါတယ်အဲ့တော့အားလုံးပဲသက်သာနောက်ထပ်အမှုတစ်မှပြန်လည်ဆုံပေးကြမယ် bye